မင်္ဂလာပါရှင်။ AOD TV Channel နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဘန်ကောက်မှာ Binstat စီဝေးစတင်ကျင်းပမဲအွန်လိုင်းနေပြည်တော်ကစတင်ထွက်ကဘင်္ဂလားပင်လယ်ပူပေါင်းဆောင်ရွက်ရေးဖွဲ့လို့တည်ကြတဲ့ Binstat စီဝေးကိုဧပြီလ 3 ရက်နေ့နေ့လယ်ပိုင်းမှာစတင်ကျင်းပနေပြီဖြစ်ပါတယ်။ရင်းစည်းဝေးတဲ့မြန်မာစစ်ကောင်ဆောင်မြောက်လိုင်းကနေပြည်တော်လေးစိတ်ကနေယနေ့မြန်မာစံတော်ချိန်နေ့လယ်တနာရီကအထူးလေနဲ့စတင်ထွက်ခွာသွားပြီဖြစ်ကြောင်းပြည်တွင်းသတင်းမီဒီယာတွေကဖော်ပြကြပါတယ်။ Binstat စီဝေးကိုဧပြီလ 3 ရက်နဲ့4 ရက်2ရက်တာကျင်းပမည်ဖြစ်ပြီးမြန်မာစစ်ကောင်ဆောင်မြောက်လိုင်းကိုစီဝေးတရားဝင်ထိုင်းဆွဲအဖွဲ့ကဖိတ်ကြားထားခြင်းဖြစ်ပါတယ်။မြောက်လိုင်းမှာထိုင်းစံတော်ချိန်နေ့လယ်2နာရီခွဲကမှဘန်ကောက်လေဆိပ်သို့ရောက်ရှိမည်ဖြစ်ပါတယ်။ Binstat စီဝေးကိုမြောက်လိုင်းမြောက်ပြီးစစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဦးတန်းဆွေကစီဝေးသို့ချိုးတင်တက်ရောက်နေပြီဖြစ်ကြောင်းသိရပါတယ်။မြောက်လိုင်းကဖိတ်ခေါ်ခဲ့တဲ့ထိုင်းဆွဲအဖွဲ့နေပြင်ဖိတ်ခေါ်တဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးထိုင်းပြည်သူတွေပေါ်ဖြည့်ရှင်းချက်ပြန်ထိုင်းလွှတ်တော်မတ်တွေကတောင်းဆိုနေကြပါတယ်။ Binstat စီဝေးမှာမြောက်လိုင်းကငလင်ကြောင့်မြန်မာပြည်သူတွေခံစားနေရတဲ့အခြေအနေတွေကိုတင်ပြဆွေးနွေးသွားမယ်လို့သိရပါတယ်။ Binstat အဖွဲ့ဝင်တွေမှာဘင်္ဂလားဒေ့ရှ်၊အိန္ဒိယ၊ထိုင်း၊သီရိလင်္ကာ၊ဘူတန်၊နီပေါနဲ့မြန်မာတို့ပါဝင်ပြီးသက်ဆိုင်ရာနိုင်ငံခေါင်းဆောင်တွေကတက်ရောက်ဆွေးနွေးကြတဲ့ကဏ္ဍပေါင်းစုံဆွေးနွေးအစည်းအဝေးတစ်ခုဖြစ်ပါတယ်။နောက်ဆက်အပေးကြတဲ့အတွက်ဒုဝန်ကျေးဇူးတင်ရှိပါတယ်ရှင်။